rugged ဖုန်းတွေဆိုတာကလုံးဝအကျန်းခန္ဓာကိုကြိုက်တဲ့သူတွေအတွက်တီးတန့်ထုတ်ထားတဲ့ဖုန်းတွေလို့ပြောလို့ရတယ်ဥပမာအနေနဲ့ပြောမှဆိုရင်ကျွန်တော်တောတဲ့တောင်ထဲမှာအချိန်တစ်ခုလောက်နေရမှာဖြစ်တဲ့အတွက်ဘက်ထရီအများကြီးလည်းပါရမယ်တုံတန်ယုံပြုတ်ကြတာဘာညာလောက်ကိုလုံးဝ view site နေစရာမလိုရဘူးလိုင်းဆွဲရဘာညာကောင်းရမယ်ဆိုတဲ့သူတွေအတွက်ထုတ်ပေးထားတဲ့ဖုန်းတွေအရင်တော့အဲ့လိုဖုန်းတွေကပြင်းစရာကြီးပေါ့နော်ဒါပေမဲ့အချိန်တွေပြောင်းလဲလာတာနဲ့အများတိုးတက်လာတာနဲ့အများအခုနောက်ပိုင်းမှာအဲ့လို rugged ဖုန်းတွေမှာသူတို့ကတခြား feature တွေပါအများကြီးထက်လာကြတယ်အဲ့ဒီခါကျတော့နည်းနည်းလေးပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းသွားတာပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်ပြောပြပေးမယ် Ulay phone Arma 34 Pro ဆိုတာကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ဘာမှမပြောရသေးခင်ဒီဖုန်းကိုကျွန်တော်လက်မမကင်ပဲအောက်မှာချထားရတဲ့အကြောင်းအရင်ကတော့မတရားထူပြီးမတရားလေးလို့ပေါ့နော်ကျွန်တော်ဒီဖုန်းကိုစမ်းတဲ့အတွက်ပုံမလင်းလင်းဝင်ခံရရင်2ရက်လောက်နဲ့ကျွန်တော်ဒီလက်စစ်ကတော်တော်လေးနာသွားတဲ့အတွက်ကျွန်တော်တိတ်အဆင်မပြေလို့ဒီဗီဒီယိုမှာကျွန်တော်ချထားပြီးပဲပြောခွင့်ပြုပါဆိုပြီးတော့ record လေးအရင်လုပ်ပါတယ်ဆိုတော့ဈေးနှုန်းပေါ့နော်ဒီဖုန်းရဲ့ဈေးနှုန်းက28သိန်းဝန်းကျင်လောက်ထိရှိလိမ့်မယ်လို့သိရတယ်တကယ်လို့ဒါမျိုး rugged ဖုန်းတွေ global တခြားဖုန်းတွေဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် caption မှာတက်တွဲပေးထားတဲ့ဖုန်းမရဲ့ page မှာတွားရောက်ဝယ်ယူအပ်ပေးလို့ရပါတယ် link ကိုလည်းဒီမှာကျွန်တော်စာရင်းလေးထိုးပေးထားပါတယ်ဆိုတော့ဒီဖုန်းကဘာတွေစိတ်ဝင်စားဖို့ကောင်းနေရလဲနဲ့ပဲစလိုက်အောင်သူကပုံမှန် rugged ဖုန်းတွေလိုမျိုးဗျာကျွန်တော်တို့အကျန်းခံတဲ့နေရာမှာ IP69K dust and water resistant ပါလာမယ်ပြီးတော့ဒီမှာဖုန်းရဲ့ပတ်လည်မှာဗျာဒီမှာမြင်တဲ့အတိုင်းပဲ Arma grade military grade standard 810H ဘာညာအကုန် product လုပ်ထားပြီးသားအဲ့အတွက်အေးဆုံး -30 degree Celsius နဲ့အပူဆုံး 55 degree Celsius ဝန်းကျင်မှာသူ့ကိုအေးဆေးခံနိုင်ရှင်းအောင်လဲလုပ်ထားတယ်ဆိုတော့အကျန်းခံမခံတော့ဗျာသူ့ပုံစံကြည့်လိုက်တာနဲ့သိတာရဲ့ဒီပုံစံကြီးကဘာမှစိတ်ပူနေစရာမလိုတော့အောင်အကျန်းခံတဲ့ဖုန်းလို့ပြောလို့ရတယ်ဒါမှမဟုတ်သူ့မှာစိတ်ဝင်စားဖို့ကောင်းသွားတာတွေကဒီအနောက်ဘက်မှာ1100 mAh လူမှန်ရှိတဲ့ campaign light တွေနောက်ပြီးတော့ဒီ warning light လို့ခေါ်မလား red and blue light တွေအဲ့ဒီအပေါ်မှာ IR red light လေးလုံးနဲ့ကျွန်တော် night vision camera ရိုက်ဖို့အတွက်လုပ်ပေးထားတာထည့်ပေးထားတာတွေအပြင်ကို built-in projector ပါသူ့မှာထည့်ပေးထားသေးတယ်ပြီးတော့ဒီ built-in projector သုံးတဲ့အချိန်မှာကျွန်တော်ဖုန်းကတာမန်ထက်ပိုပြီးပူသွားမှာဗျာအဲ့ဒီအပူကို short ချဖို့အတွက်လည်းသူ့ရဲ့ဒီအထက်မှာ cooling fan ကြီးပါထည့်ပေးထားသေးတယ်ဆိုတော့ cooling fan ပါပါတယ် projector ရဲ့ပါပါတယ်ဖြစ်တဲ့အတွက်ဒီဖုန်းကဒီလောက်ထူနေတာဒီလောက်လေးနေတာဖြစ်သွားပြီအဲ့အောင်မှာကျွန်တော်ခံဖို့အတွက်သူ့ရဲ့ battery ကိုကြည့်လိုက်မှဆိုရင်လည်း2500 mAh battery နဲ့လာမှာဆိုတော့အရင်တော့ rugged ဖုန်းနေနဲ့မတူတဲ့ဖုန်းတစ်လုံးဆိုတာတော့ကျွန်တော်ဒီမှာတန်းပြီးတော့ပြောလို့ရတယ်ဆိုတော့အဲ့ဒါတွေအားလုံးကိုဖုန်းထဲမှာထည့်လိုက်တဲ့အခါကျတော့ဖုန်းရဲ့အထူက 32.7 mm เนาะ 32.7 mm ဆိုတာနည်းနည်းနော်အထူကြီးမဟုတ်ဘူးအဲ့ဟိုမှာဖုန်းရဲ့အလေးချိန်က825 gram ကျွန်တော်တို့ဟိုနေကြက်သားနဲ့တွက်မှဆိုရင်163လောက်မသိဆိုတော့ဟိုနေ60ကြက်သားဝန်းကျင်လောက်ဒီရှိလိမ့်မယ်ပေါ့နော်ဆိုတော့မြင်တဲ့အတိုင်းပဲဗျာနည်းနည်းနော် hub လို့ကြီးမဟုတ်ဘူးသူ့ကိုဆန်းတဲ့အချိန်မှာလက်ထက်မှာကျွန်တော်ဖုန်းကင်ထားမတူဟိုဘယ်လိုပြောမလဲလက်ထက်မှာအုတ်ခဲတစ်လုံးကင်ထားရတဲ့ပုံစံနဲ့တော်တော်လေးတူတယ်ကျွန်တော်ခုနကပြောလိုမျိုးပဲ2ရက်ဆန်းတဲ့အတွင်းမှာလက်ကတော်တော်နာတာဆိုတော့ကြာကင်သုံးဖို့ကတော့ဘလို့မှဒီဖုန်းကအဆင်မပြေဘူးဆိုတော့ကျွန်တော်ဖုန်းရဲ့ဘေးပတ်လက်ကိုကြည့်လိုက်မယ်ဆိုရင်ဒီဘက်မှာ air flow အတွက်အပေါက်လေးတွေပါလာမယ်ဆိုတော့ဒီကနေပြီးတော့ကျွန်တော်4 A တွေဝင်မယ်ဒီကနေ4ဘူးတွေမုတ်ထုံမယ်ပြီးတော့ fingerprint အတွက် sign out တဲ့ fingerprint ကိုပဲသုံးပေးထားတယ်ပြီးတော့ဒီအောက်ဘက်မှာကျွန်တော် projector သုံးဖို့အတွက် button လေးတစ်ခုထည့်ပေးထားတယ်ဆိုတော့ one click projector ပေါ့နော်ဆိုတော့ one click projector ဆိုတာကျွန်တော်တို့ဒီဟာလေးကိုနှိပ်လိုက်တာနဲ့ projector တန်းပွင့်သွားမယ်ပြီးတော့အောက်ဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒီ USB type C ပေါက်ရယ်နောက်ပြီးတော့ 3.5 mm audio ပေါက်ရတော့ rubber seal လေးနဲ့အုပ်ပေးထားတယ်ဆိုတော့ဒီဘက်မှာထည့်ကြည့်မယ်ဆိုရင် USB connector ပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲ endoscope တို့ microscope တို့သုံးတဲ့အခါမျိုးမှာတက်ပြီးချိန်ပြီးသုံးဖို့အတွက်ဒီ USB connector ပင်လေးတွေပါလာမယ်ပြီးတော့အပေါ်ဘက်မှာကျွန်တော်တို့ custom key ပေါ့နော် custom key ဆိုတာကျွန်တော်တို့ဒီရောင်နှိပ်လိုက်မယ်ဆိုရင် flashlight ဖွင့်မလား campaign light ဖွင့်မလားဘာညာစိတ်ကြိုက် assign လုပ်လို့ရတဲ့ key လေးတစ်ခုပါလာမယ်ပြီးတော့အပေါ်ဘက်မှာ volume အတိုးအကျယ်ကိုအဝိုင်းပုံစံ button လေးနှစ်ခုနဲ့ထည့်ပေးထားတယ်အဲ့ပေါ်မှာကျွန်တော်တို့ sync slot ပေါ့နော် sync slot ကိုမှသူကSD card နှစ်ကတ်အပြင်မှာ micro sorry sync card နှစ်ကတ်အပြင်မှာ SD card ပါသူထည့်လို့ရအောင်လုပ်ပေးထားတာမလေးဖြုတ်ရအောင်တော်တော်လေးမှန်ဟုတ်တယ်SD card နှစ်ကတ်ထည့်လို့ရမယ်ဒီနောက်ဘက်မှာကျွန်တော် micro SD card တစ်ကတ်ထည့်လို့ရမယ်ပြီးတော့အပေါ်ဘက်မှာကျွန်တော်တို့ဒီ projector ပါလာမယ် IR blaster ပါလာမယ်တော်ရုံ remove ဘာညာသုံးဖို့အတွက်ပေါ့နော်ပြီးတော့ကျွန်တော်ခုနကပြောတယ် airflow outlet ပါလာမယ်ဆိုတော့သူ့ရဲ့ projector ကောင်းလားဆိုတော့ဖုန်းထဲမှာပါလာတဲ့ projector တစ်လုံးအနေနဲ့ကတော့မစိုးလို့ပြောလို့ရတယ်သူ့ရဲ့ lumen က150ဆိုတော့အရင်မလင်းတဲ့နေရာမျိုးတွေအရင်မှောင်နေတဲ့နေရာမျိုးပေါ့နော်ပေါင်းချင်းအလင်းအောင်ကောင်းကောင်းလုံးဝမှောင်နေတဲ့နေရာမျိုးတွေနောက် site အနေနဲ့ဆိုရင်ပေ 40ပေ 60ဝန်းကျင်အရွယ်အစားလောက်ပဲသုံးမယ်ဆိုရင်เนาะအဆင်ပြေတဲ့အထက်မှာပါတယ်ဆိုလိုချင်တာအပျော်တမ်း projector တစ်ခုအနေနဲ့သုံးမယ်ဆိုရင်တော့မစိုးဘူးပြောပါဘောနော်ပြီးတော့သူ့ရဲ့ resolution ကကျွန်တော်တို့854x480 ဆိုတော့ HD နဲ့ HD ပေါ့နော် HD မရောက်တယောက်ကြားထဲမှာရှိလိမ့်မယ်ပြီးတော့သူအဲ့ဒီ projector မှာ auto focus ပါလာတာတွေ keystone ကို
correction ထည့်ပေးထားတာလေးပါလာဆိုတော့မဆိုးဘူးပြီးတော့အဲ့ဒီ projector နဲ့တွဲသုံးဖို့အတွက်ကျွန်တော်တို့ဒီဖုန်းလေးရဲ့ app တွေနဲ့သုံးတဲ့အခါမှာ streaming service တွေကိုသုံးရလိမ့်မယ်အဲ့ streaming service တွေကိုသုံးတဲ့အခါမှာကျွန်တော်တို့ HD streaming ရအောင်လို့ Wi-Fi Air1 ကိုလည်းသူ certify ဖြစ်ထားပြီးသားဆိုတော့ဘယ်လိုပြောမလဲဖုန်းထဲမှာပါလာတဲ့ projector တစ်လုံးအနေနဲ့ကတော့အပျော်တမ်းသုံးဖို့အတွက်လုံလောက်တယ်ကျွန်တော်ကောင်းတဲ့ထဲမှာပါပေမဲ့အဆင်ပြေတယ်ဒါပေမဲ့သူ့ရဲ့ projector ကိုဖွင့်လိုက်ပြီးဆိုတော့ဒီ cooling fan အလုပ်လုပ်တယ်အဲ cooling fan ရဲ့ noise ကတော့တော်တော်လေးကျဲတဲ့အထဲမှာပါတယ်ဆိုတော့တော်တော်လေးကျဲဆိုလို့ကျွန်တော် audio ပိုင်းဆက်သွားလိုက်အောင်သူ့ရဲ့အတန်ထွက်ကအရန်အကောင်းကြီးတော့မဟုတ်ဘူးအကောင်းကြီးမဟုတ်လို့ကျွန်တော်ပြောတဲ့အကြောင်းပြချက်ကနှစ်ခုရှိရဗျာပထမတစ်ချက်က mono speaker ဖြစ်နေတာဆိုတော့ mono speaker ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ surround sound ဘာညာမဖြစ်သွားတော့ဘူးနောက်တစ်ချက်က speaker placement ပေါ့နော် speaker placement ကတော့ projector ဘေးနာအတန်ထွက်တာဗျာ projector ဘေးနာအတန်ထွက်တဲ့ခါကျတော့ကျွန်တော် projector သုံးဖို့အတွက်ဒီမျိုးထားလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီ projector ရှေ့မှာကြည့်မှာမဟုတ်အနောက်မှာကြည့်မှာဆိုတော့အတန်းဒီရှေ့ကိုသွားတာဗျာဆိုတော့အဲ့ဒီတစ်ချက်ကိုကျွန်တော်တိတ်တော့သဘောမကျဘူးပေါ့နော်အတန်းကျဲတာကတော့မတရားကျဲတယ်loudness က 98 dB တိကိုသူပြောတာအတိုင်းပဲကျွန်တော်စမ်းကြည့်ရတော့ဆိုတော့91 90ဝန်းကျင်လောက်ထိတော့တက်တယ်ဒါကျွန်တော်စီမှာသုံးတဲ့ music နဲ့လည်းနည်းနည်းဆိုင်လိမ့်မယ်လို့ထင်တယ်ဆိုတော့ audio ဘန်းကတော့အကောင်းကြီးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဘာမှမဟုတ်ပဲသဘောကျတယ်တခုရှိရဲအဲ့ဒါပါလဲဆိုတော့FM radio တွေကိုကျွန်တော်တို့ 3.5 mm နှစ်ချက်ကြီးတက်စရာမလိုပဲနဲ့သုံးလို့ရတာအဲ့ဒီချက်လေးကတော့ကျွန်တော်လည်း radio live ကလာရတူဆိုတော့အဲ့ဖုန်းတွေမှာအဲ့အလေးကိုပြန်ပြီးတော့လွှမ်းမိတာတော့အမှန်ပဲဒီဖုန်းမှာအဲ့ FM radio ကိုအဲ့လိုမျိုးတက်ပြီးသုံးစရာလိုပဲနဲ့တိုင်း direct ဖွင့်တန်းပြီးဖွင့်လို့ရတဲ့ဟာလေးကိုကျွန်တော်တော်တော်လေးသဘောကျတယ်ပြီးတော့သူက line ဆွဲရကောင်းမကောင်းဆိုတာကတော့ကျွန်တော်ကတော့ဒီဖုန်းကိုရတဲ့အချိန်မှာမျိုးပေါ်မှာပဲစမ်းတာဖြစ်တဲ့အတွက် line ဆွဲရတော့ကောင်းနေတာပေါ့နော်တော်တဲ့တောင်မှာအဆင်ပြေမပြေတော့ကျွန်တော်အာမမခံတတ်ဘူးဒါပေမဲ့ तू အာမခံပေးထားတာတော့ရှိရဲ global band တွေကို तू support လုပ်ပေးထားတဲ့အပြင်မှာဒီ dual band GPS လိုမျိုးပါလာမယ်ဆိုတော့တော်တဲ့တောင်ထဲမှာရောက်နေတဲ့အခါမျိုးတွေမှာ location tracking ပါညာတော့တိကျလိမ့်မယ်လို့ထင်တယ်များသောအားဖြင့် racket phone တွေကတော့ဒီ line ဆွဲရတဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းလေးရှိတာကိုလည်းကျွန်တော်သတိထားမိတယ်အဲ့တော့ဒီနောက်ဘက်မှာပါတဲ့ campaign light ဘက်ကိုဆက်သွားရအောင် campaign light ကအထက်မှာ LED အလုံးပေါင်း985လုံးနဲ့ကိုမှာ तू အမြင့်ဆုံးကျွန်တော် 6.5 watt output ထိရှိရဲဆိုတော့တော်ရုံဗျာလူမန်လည်း1100ဝန်းကျင်ဆိုတော့လင်းလုံးတယ်တော်တော်လင်းလုံးတယ်ကျွန်တော်ဆန်းတဲ့ချိန်မှာမျက်လုံးကိုမထိမိအောင်ဆိုပြီးတော့သူစပြီးဆန်းဆိုဖွင့်လိုက်ခတဲ့ကမျက်လုံးကိုမချိန်ပဲသုံးပါဆိုပြီးတော့ warning လေးလာတယ်ပေါ့နော်ဆိုတော့တော်တော်အဲ့လောက်ထိကိုလင်းတဲ့အထက်မှာပါတယ်ဒါမှမဟုတ် lighting အနေနဲ့ကျွန်တော်မျိုးစုံပေါ့နော် mood ၄မျိုးထားလို့ရမယ်အပြင်းဆုံးကိုတိုင်မာနဲ့ထားမလားဒါမှမဟုတ် sharp light သဘောမျိုးတွေ SOS ပေါ့နော် emergency light အနေနဲ့ထားမလားဒါမှမဟုတ်ကျွန်တော်စားကြည့်မိပုံစံအနေနဲ့သုံးမလားမျိုးစုံသုံးလို့ရအောင်သူလုပ်ပေးထားတယ်အဲ့အပြင်မှာသူကခုနကကျွန်တော်ပြောတဲ့ red and blue light ပေါ့နော် red and blue light ဆိုရင်လည်းအဲ့ထဲမှာမှ music တွေပါရဗျ emergency တို့ ambulance တို့ fire alarm တို့အဲ့လိုမျိုး music တွေပါတယ်အဲ့အပြင်ကို ID red and blue ကိုကျွန်တော် blink လုပ်မလား constant ထားမလားထားလို့ရတယ်ပေါ့နော်ဆိုတော့ဒါလေးကတော့ဘာမှမဟုတ်ဘူးတကယ်မျိုးပေါ်မှာအရေးမကြီးဘူးဆိုရင်တော့တောတွေထဲမှာတော့အရေးကြီးလိမ့်မယ်လို့ထင်တယ်ပြီးတော့နောက်ထပ်ထူးခြားတဲ့တစ်ချက်ကသူ့မှာ night vision camera ပါလာပေါ့နော် night vision camera ဆိုလို့သူက triple camera setup နဲ့လာတာ50 megapixel main camera 50 megapixel ultra wide ဒီ sensor တွေကတော့ကျွန်တော်စမ်းကြည့်ရတဲ့လောက်ကတော့ပုံမှန်ပဲပေါ့နော်ကျွန်တော်လည်းဒါကြီးကိုသွားလိုက်ရတော့မသေးသွားနိုင်ဘူးဗျအမှန်တိုင်းဝင်ခံတာဆိုတော့အိမ်မှာရှိရဲ့ဘာညာလေးရှောက်ရိုက်ကြည့်ရတဲ့လောက်ဆိုရင်တော့အဆင်ပြေအထက်မှာပါတယ်အရှိဘက် selfie camera လည်း32 megapixel နဲ့မစိုးဘူးပေါ့နော်အဲ့ဒါကိုမှကျွန်တော်ခုနကပြောတဲ့ထူးခြားတဲ့ night vision camera ဆိုတာလုံးဝမှောင်နေတဲ့အနေအမျိုးမှာရိုက်တဲ့အခါမျိုးမှာအသုံးတည့်တာအသုံးတည့်ရဆိုတာအရင်တော့ racket phone တွေမှာတော့ night vision camera မပေါလာတော့မဟုတ်ဘူးပါတယ်ဒါပေမဲ့သူတို့က IR red light ကိုနှလုံးပဲထည့်ပေးတာများတယ်ဒီကောင်မှကျတော့ IR red light ၄လုံးထည့်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ဒီပုံရိပ်တွေရိုက်တဲ့နေရာမှာအရန်မှောင်နေပေမဲ့လည်းရှက်ဖြစ်တာကိုသူက supported သွားလုပ်တယ်ပေါ့နော်ဆိုတော့ဒီ night vision camera ကလည်းကျွန်တော်ခုနပြောသလိုမျိုးပဲမျိုးပေါ်မှာတော့ဘာမှအသုံးမျိုးပေါ်မှာလည်းတစ်ခါလေးမီးပြန်တော့အသုံးတက်မှာပေါ့တော်တဲ့တောင်ထဲမှာတော့ပို့ပြီးအသုံးတက်လိမ့်မယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ပြောသွားတာတွေကကောင်းတယ်မကောင်းပြောသွားတာတွေမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီဖုန်းမှာပါလာတဲ့ features တွေကိုပဲကျွန်တော်ပြောပေးသွားတာစပွန်ဆာလည်းတပြားတစ်ချက်မှမရဘူးဆိုတာလေးကိုလည်းဒီနေရာမှာစကားချက်အနေနဲ့ထည့်ပြီးပြောလိုက်ချင်ပါတယ်တော့ကြာနည်းနည်းပါလာတဲ့ features တွေပြောရတဲ့စပွန်ဆာဆိုပြီးဆွဲတဲ့သူတွေကလည်းများလုံးတော့ကြောက်လို့ပါ
Okay ကျန်တာတွေကတော့အရင်တာမန်ဖုန်းတွေလိုပါပဲတိတ်တော့မထူးကြတော့ 6.95 inch ဆိုတော့ display ခက်ကြီးကြီးနေပဲအဲ့အောင်မှာ Full HD resolution နဲ့ 120Hz high refresh ပါလာမယ် IPS LCD display panel ကိုပဲသုံးပေးထားတယ် performance အတွက်ပေါ့နော်သူ့မှာသုံးပေးထားတဲ့ performance အတွက် chip က MediaTek Dimensity 7200 chip ကိုသုံးပေးထားတာဆိုတော့ဒီလောက် performance ကတော့ကျွန်တော်တို့ဂိမ်းတွေပါရေးဆော့တာဖယ်ထားလိုက်သူ့မှာပါလာတဲ့ app တွေတော်ရုံတန်ရုံ app တွေအကုန်များများကို handle လုပ်နိုင်တယ်ဘယ်သူမှလည်းဒီဟာကြီးကို825 gram ကိုကင်ပြီးတော့ဂိမ်းတော့မဆော့နိုင်လောက်ဘူးထင်တယ်ဆော့လို့လည်းအဆင်ပြေတဲ့အထက်မှာမပါပါဘူးပြီးတော့သူ့မှာသုံးပေးထားတဲ့ software က Android 15နဲ့ပဲအဲ့ဒါကိုမှ bloatware ဘာညာกินတယ် pure Android နဲ့ပဲသူ့မှာပါလာတဲ့ features တွေကိုသုံးဖို့အတွက် app လေးတွေထည့်ပေးထားတာတော့ပဲရှိမယ်ပေါ့နော် campaign light တို့ red blue light တို့နောက်ပြီး projector light တို့ဘာညာအဲ့လေးထည့်ပေးထားတာတော့ပဲရှိမယ်နောက်ပြီး AI features တွေအနေနဲ့ကြာတော့cycle to search ကို tweak တစ်ခုလုပ်ထားတယ် tweak တစ်ခုလုပ်ထားတယ်ဆိုတော့ကျွန်တော်တန်းပြီးနှိပ်လိုက်တာနဲ့ဒီလို cycle to search လုပ်လိုက်တာနဲ့တန်းပြီးရှာပေးတာမျိုးမဟုတ်ဘဲနဲ့ Google Lens ကိုသုံးတဲ့ cycle to search ပုံစံမျိုးကိုလုပ်ထားတာပေါ့နော်ဒါကတော့နည်းနည်းကျွန်တော်နားလည်ပါရိုက်လုပ်တယ်လို့ပဲမြင်တယ်ပြီးတော့တခြား AI features တွေအနေနဲ့ဆိုရင်တော့ app လေးနှစ်ခုပေါ့နော် AI call recording နဲ့AI call summary နဲ့ AI text access ပေါ့နော်အဲ့အမျိုးလေးရောပါလာတာတွေ့ရပါတယ်ကဲနောက်ဆုံးကျန်တာကတော့ battery ကတော့intro မှာပြောခဲ့လိုမျိုးပဲသူက2500 mAh ပါလာတယ်ဒါဘယ်လောက်ထိအားခံလဲဆိုတာကျွန်တော်စမ်းတာမဟုတ်ဘူးပေါ့နော်ဒီ website မှာကျွန်တော်ဝင်ကြည့်ရတဲ့လို့ဆိုရင်ဘာမှမသုံးပဲဒီတိုင်းထားမယ်ဆိုရင် standby time က1380နာရီဖုန်းပြောမယ်ဆိုရင်138နာရီ video playback ကြည့်မယ်ဆိုရင်33နာရီဝန်းကျင်ထိရမယ်ပေါ့နော်ဒါကိုအပြန်သွင်းဖို့အတွက်က66 watt နဲ့ဆိုတော့မစိုးပါဘူးကျွန်တော်တို့2500 mAh ကတောင်းတောရဲတောင်ထဲမှာဆိုရင်တော့3ရက်4ရက်လောက်ကတော့ရလောက်မယ်လို့ထင်တယ်ဒီကနေမှတခြားဖုန်းတွေ gadget တွေကိုလည်းကျွန်တော်တို့10 watt reverse charging နဲ့ support လုပ်ပေးထားတယ် Okay ဆိုတော့ဒီ U4 phone Armor 34 Pro ဘယ်လိုမြင်လဲဆိုတော့ rugged phone တွေကပုံမှန် rugged phone တွေပဲဗျာအရင်တော့အဲ့လိုမျိုးပြင်းစရာကောင်းတဲ့ rugged phone တွေတော့မဟုတ်တော့ဘူးထူထူတဲတဲလေးပြင်းပြင်းနဲ့ battery လောက်ပိုကောင်းလာမယ်အကျန်းပိုခံလောက်မယ်ဆိုတဲ့အဆင့်မှာမဟုတ်တော့ဘူးအဲ့ဒါဟိုမှာကျွန်တော်တို့နည်းနည်းလေးပိုပြီးကလိလို့ကောင်းတဲ့ features တွေ projector တို့ဒီ camping light ဘာညာမျိုးလေးတွေတော်တဲ့မှာတောင်ထဲမှာတကယ်အဆင်ပြေအောင်ပို့ပြီးတော့လုပ်ပေးလာတဲ့ rugged phone တစ်ခုပုံစံဖြစ်သွားတယ်လို့တော့မြင်တယ်ဝယ်ရမွေကတော့ကျွန်တော် review ကြည့်ပြီးဝယ်မဲ့သူလည်းတိတ်ရှိတော့မယ်လို့မထင်ပါဘူးကိုယ်တိုင်တကယ်လို့ကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင်လည်းကိုယ်တိုင်ပဲဆုံးဖြတ်ပေါ့နော်ဘာပဲပြောဒီဖုန်းလေးကိုကျွန်တော်ကတော့28သိန်းဝန်းကျင်ဆိုပေမဲ့လည်းကျွန်တော်ကတော့သဘောကျရဲ့အထက်မှာပါတယ်ဒါပေမဲ့ကျွန်တော်ဝယ်ကိုင်မှာလားဆိုတော့ကျွန်တော်ဝယ်မကိုင်ဘူးကျွန်တော်မျိုးပေါ်မှာနေတဲ့သူတွေအတွက်ကျွန်တော်တို့ကဒီလောက်ဖုန်းကြီးလည်းမလိုအပ်တော့ဝယ်တော့ကိုင်မှာမဟုတ်ပါဘူးဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတော့ကျေးဇူးအများကြီးတင်ပါတယ်